ဒါတန်မျိုးချင်းလုံးမှာပေါ့နော်လက်မျိုးချင်းလုံးမှာဆိုတော့ဒီတန်မျိုးတီးလေးတွေကိုရေးတခြားဆေးပြီးတော့လေးစိတ်ထားမယ်စိတ်ပြီးတော့ကျတော့ဒီစားလေးနဲ့ပေါ့နော်အလက်လေးနဲ့ဆုပ်ပြီးတော့ဖိပြီးတော့ထဲထဲရတာစိတ်ဝင်သွားအောင်နေပြီးတော့ဒါဘူးထဲမှာထည့်ပြီးတော့နေဘူးထဲမှာပြစ်ထားမှာပေါ့နော်ဒီကောင်းကိုရင်တော့သူကတစ်ပတ်လောက်ဆိုရင်တော့ရတယ်စားလို့ရပြီပေါ့နော်တော့တမ်းမြချင်းတဲ့လေသူခါရဲဆိုတာကဒီဥတိုင်းနေဒီအစီတွေကြောင့်ပေါ့နော်ခါရဆိုတော့သူတခါနဲ့ဥတိုင်းနေအစီတွေတခါနဲ့တချို့ကလည်းအဲ့လိုဖေးပြီးမှလောက်ကြရပေါ့နော်ဒါဆိုရင်ဒါရှေ့ရမြောင်နေဖြစ်သွားဆိုတော့အရင်အစ်ဆက်သွားရင်သူကခါလည်းမခါတော့ဒါအစ်ဆက်နေတော့ဒီမှာရှူလို့တော့မရတော့ဒီနေ့တိုင်းလေးကိုစားလဲရတယ်သူကအခုကတော့ကလေးတဲလုံးမှဆိုတော့ဒါပြင်ဆင်နေရပါတော့ဒီနေ့တိုင်းလေးကိုမှသူကစက်သွန်စိမ့်လေးကိုမြုပ်တီးစိမ့်လေးနဲ့စီစိမ့်လေးလောင်းပြီးတော့အဲ့လိုလေးစားလဲကောင်းတယ်အဲ့တော့တိလေးညံ့နေရပါတော့တခါစားလေးဖြစ်သွားအောင်မို့ဒါလေးသူကပဲဟင်းလေးတို့ငပိချော်တို့လေအဲ့ဒါလေးနဲ့ဒါလိုက်တယ်မဲသားနှက်တို့ပေါ့နော်ပြီးတော့ထောပတ်သမင်းတို့ပါတို့လေလိုက်တယ်ပြီးတော့တန်ပေါက်ပေါ့နော်တန်ပေါက်ဆိုနေလေးလိုက်တယ်ဒါကတော့ကျတုမျိုးစီတက်ပြီးတော့သူကဒီနေ့လောက်ဆိုရင်ရပြီဒီနေ့လောက်ဆိုချလို့ရပြီသူကမီးမိတ်ပြီးတော့မှသူကပြောင်းတင်မုံတို့ဒီမဆလာတို့ပေါ့နော်အဓိကရဲ့မဆလာပေါ့နော်အဲ့ဒါကြီးထည့်မယ်သူကမီးအေးတော့မှထည့်တာပိုကောင်းတယ်ပါဆိုတော့တူးသွားတယ်လို့လေပြီးရင်တော့ဒါညက်ထားတဲ့ဒီတန်မြာဒီလေးတွေကိုထည့်မယ်ပေါ့နော်ဒါတော့အရသာဝင်တော့ဟိုလိမ့်လေးလိမ့်ပြရပါတော့တမယာဒီလေးတွေကိုဒီကလုတ်ပြဝိုင်းအေးခံပြီးတော့မှပဲမနော်တိမ့်မဲ့ဘူးထဲမှာထည့်မယ်ထည့်ပြီးတော့ဒီဘူးလေးကိုကျတော့အပြစ်မှာတိမ့်လဲရတယ်ရေခဲတစ်တာထဲမှာထည့်ထားလို့လည်းရတယ်သူကအရင်အများကြီးတစ်ခါလေးလုပ်ရင်တော့သူကတစ်ခါလေးမှုတက်တာလေးပိုင်းလေးရှိတယ်တချို့ကျတော့လည်းစီမြုပ်အောင်တိမ့်နိုင်လေးရှိတယ်ခုကတော့တစ်ခါနည်းနည်းလောက်ပေါ့နော်တယောက်တည်းစားမှာဆိုတော့ဒီကလေးလုံးပဲလုပ်ထားတယ်လေးလုံးတောင်10ရက်လောက်တပတ်10ရက်လောက်စားရတယ်ပေါ့နော်ဒါလေးကကျတော့အခုဒီနေ့ညကတော့တန်ပေါင်းချက်မှာဆိုတော့တန်ပေါင်းလေးနဲ့စားခြင်းလို့ပေါ့နော်ဒီဟာကလေးတေးလေးလုပ်လိုက်တာပါဒါပဲဟင်းတို့ငပိကျော်တို့နဲ့လိုက်တယ်ပေါ့နော်အဲ့ဒါလေးကခရင်းလေးမိန်နေသူကအရင်ထမင်းစားခြင်းစိတ်မရှိဘူးစားအရသာပတ်သက်ကပြက်နေရတော့အဲ့ဆိုဒီကလေးတေးလေးစားရင်သူကနည်းနည်းအရသာစားခြင်းစိတ်ဖြစ်တယ်ပေါ့နော်ဒီဟာလေးစားရင်တော့အလုံးမဲ့စကောင်းကြပါစေနော်